ခွားချင်းကြိုက်တဲ့သူတွေရှိလားရှင်ထခွားချင်းကြိုက်တဲ့သူတွေအတွက် Flavor Traveler ကနေလုံနီလေးမျှဝေပေးလိုက်တယ်နော်ဒါလေးလောက်ရတာတိတ်မခက်ခဲပါဘူးထခွားသီးချင်းစားခြင်းနဲ့ဆိုရင်လိုက်လုပ်ကြည့်နော်ချင်းချင်းလေးနဲ့ကျွတ်ကျွတ်ရွမှုခံတွင်လဲမိန်စီမှာပါထခွားသီးရဲ့ထိတ်နှစ်ဖက်ကိုနည်းနည်းစီလှီးထုတ်ပေးပါရေထဲကိုစီချွမ်းငရုတ်ကောင်းနည်းနည်းထည့်ပြီးတည်ထားပါတခွားသီးတွေတဲကိုငရုတ်သီးစိမ်းလေးတွေနဲ့ကြက်သွန်ဖြူလှီးထားတာလေးတွေထည့်ပါတကြားကဲနည်းနည်းထည့်ပါဒါဆိုချင်းချင်းကြိုကြိုအရသာရမှာပါမကြိုက်ရင်တော့မထည့်ပဲခြံထားနိုင်ပါတယ်စားကိုလည်းဇွန်းတဇွန်းထည့်ပေးပါပြီးရင်တော့ကြိုထားတဲ့စီချွမ်းငရုတ်ကောင်းရည်တွေကိုလောင်းထည့်လိုက်ပါရေ900 g အချိုးစားအတွက်ရှာလကာရေ1 ml ထည့်ပေးပါတခွားသီးတွေနစ်နေအောင်အပေါ်ကနေပကံပြားတစ်ခုနဲ့ဖိထားပြီးအေးခံလိုက်ပါအေးသွားပြီဆိုရင်တော့ရေခဲတတာထဲမှာတညလောက်ထည့်ထားလိုက်ပါဒီနီးလန်းအတိုင်းဂေါ်ဘီတုတ်ချင်နဲ့ပဲတောင်ရှိချင်လို့လုပ်ရင်လည်းရပါတယ်ဒါကတော့တညနှက်ထားပြီးသားပါအချင်းနေဘလို့ရှိလဲကြည့်ရအောင်အိုးမစိုးဘူးပဲကြည့်ပါအောင်အိမ်မှာအလွယ်တကူလိုက်လုပ်ကြည့်ဖို့အတွက်အဆင်ပြေမဲ့နီးလန်းလေးမို့စမ်းလုပ်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ရှင်